အားလုံးလည်းမင်္ဂလာပါဒီနေ့ 3D ၄ချိန်အတွက်ကျိတ်ဆုံးကဏ္ဍတစ်ခွက်နဲ့ရန်ခွက်လေးတစ်ခွက်ပြပေးခြင်းလို့ပါနော်ကလေးဆိုင်လေးတွေမို့လို့ကြိုက်တယ်နဲ့တက်တယ်ဆိုမှသာအသုံးပြုကြပါလို့ပထမဆုံးကကျွန်တော်ဒီနှစ်ခွန်လို့ထွက်တယ်ဘေးမှာ3.3ခွန်လို့ထွက်တယ်ကက်ရက်လေးပေါ့နော်သူ့နောက်မှာ8လို့ပိတ်တယ်1လို့ပိတ်တယ်အောက်မှာ4လို့ထိတ်တယ်ပေါ့ဗျာပြီးတော့သူ့ရဲ့ဒီဘက်ဆောင်မှာ18ဆိုတဲ့နောက်တွဲလေးက18ဆိုပြီးတော့နောက်တွဲလှမ်းပို့တယ်ဒီ686ဆိုတဲ့ကဏ္ဍလေးကဒီ4ထိတ်အောက်ကကဏ္ဍလေးက1ချိန်ပေါ့ဗျာနော်အဲ့ဒီလိုကစားသွားတယ်ပြီးဒီ18တွဲလေးရဲ့ဘေးမှာ4နောက်ပိတ်နဲ့ break တစ်ဆိုပြီးတော့ရှိတယ်ပေါ့ဗျာအခုဒီမှာလဲနှစ်ခွန်3.3ခွန်ကက်ရက်လေးထွက်တယ်8လို့ပိတ်တယ်1လို့ပိတ်တယ်4လို့ထိတ်တယ်ပေါ့ဗျာသူ့နောက်ကဒီနောက်ပေါင်းကိုဖြစ်တဲ့63လေးကလည်းဒီဘက်ကို63တွဲလို့လှမ်းပြီးတော့နောက်တွဲအတိုင်းပဲလှမ်းပို့လိုက်တယ်ပေါ့နော်သူ့ရဲ့အပေါ်ကကဏ္ဍလေးကလည်းဒီ4ထိတ်အောက်ကကဏ္ဍလေးက1ချိန်ဆိုပြီးတော့ကစားထားတယ်ဒီဘေးမှာလည်း4နောက်ပိတ်လေးနဲ့ break တစ်ဆိုပြီးတော့ကစားထားတယ်ပေါ့ဗျာပြီးခဲ့တဲ့ပွဲတုန်းကဒီအဲ့ဒီကျွန်တော်63နောက်တွဲကိုကျွန်တော်ဖမ်းလိုက်တာဘယ်လိုဖမ်းလိုက်လဲဆိုတော့ဒီမှာက618ပေါ့ဗျာနော်ဒီ618ကသူ့ရဲ့တနစ်ကျော်ကလာခဲ့တဲ့ကဏ္ဍပေါ့နော်တနစ်ကျော်ကဒီ932ဆိုတဲ့ကဏ္ဍရဲ့အပေါ်ကလာခဲ့တဲ့ကဏ္ဍဆိုပြီးတော့ကျွန်တော်ဖမ်းပြီးတော့ထိုးတာပေါ့ဗျာဒီပွဲမှာကျတော့ဒီသူ့ရဲ့တနစ်ကျော်မှာဒီ932ကသူကထွက်ပြီးတာကို932ရဲ့အပေါ်ကကဏ္ဍဒီမှာ863ပေါ့ဗျာ63နောက်တွဲလေးကလည်းကိုက်နေတယ်ဆိုပြီးတော့ကျွန်တော်ဒီပွဲမှာ863ထိုးခဲ့တာဒါပေမဲ့မထွက်ခဲ့ဘူးပေါ့နော်နော်363ကိုပါဝါချင်းပြီးတော့ထွက်သွားတယ်ကျွန်တော်မွေးကနန်းထွက်သွားတယ်ပေါ့ဗျာမွေးကနန်းကကျွန်တော်ဒီနန်းလေးက633ဒီ633ခွန်ဘရိတ်လို့ထွက်တယ်633လို့ထွက်တယ်ပေါ့ဗျာသူ့ရဲ့ဒီဘေးမှာဒီထိပ်စီး3လုံးလေးကို8လို့ဖြစ်တယ်ခါ3လုံးလေးကို6လို့ဖြစ်တယ်နောက်ပိတ်3လုံးလေးကို1လို့ဖြစ်တယ်861လို့ဖြစ်တယ်ပေါ့ဗျာသူ့အောက်မှာထွက်တယ်3နှစ်လေးကနောက်နှစ်ကိုအတဲ့အတိုင်းလိုက်ရွှေ့တာပေါ့နော်အပေါ်မှာခွန်ဘရိတ်လို့ထွက်ပြီးတော့ဒါလိုက်ထွက်တယ်ပေါ့ဗျာခုဒီမှာလဲ633ကခွန်ဘရိတ်ခံပြီး633လို့ထွက်တယ်ထိပ်စီး3လုံးပေါင်းကလည်း8ပဲခါ3လုံးပေါင်းကလည်း6ပဲနောက်ပိတ်3လုံးပေါင်းကလည်း1ပဲ861လို့ဖြစ်တယ်သူ့ရဲ့အောက်က963ဆိုခဏလေးကနောက်နှစ်ကို963အတဲ့အတိုင်းပဲလိုက်ထွက်တယ်ထွက်တော့လဲသူကခွန်ဘရိတ်အောက်မှာပဲထွက်သွားတာပေါ့နော်ကျွန်တော်အဲ့ဒီကဏ္ဍကိုကျွန်တော်ကတခြားသော site တွေနဲ့ဒီ86ခွန်ရဲ့အောက်ဆောင်မှာကျွန်တော်ထိုးမယ်ဆိုပြီးတော့ရွယ်ထားတာပေါ့ဗျာဒါပေမဲ့ကျွန်တော်63နောက်တွေလဲရရတဲ့တန်းတွေကိုကျွန်တော်အဲ့ဒီ963ဆိုတဲ့ကဏ္ဍကိုထိုးမိတယ်မှတ်ပြီးတော့မထည့်လိုက်တာလုံးဝမထိုးမိဘူးဖြစ်နေတာပေါ့နော်ပုံမှန်ဆိုရင်တော့1000ဘူးလောက်တော့ပေါက်အောင်မပေါ့ဗျာအခုတော့တစ်ချက်မှလည်းမပေါက်လိုက်ဘူးပေါ့နော်ထားပါတော့အခုပြောချင်တာဒီကျွန်တော်တို့ဒီနေ့9.3ညဆိုတဲ့ကဏ္ဍလေးကိုကျွန်တော်တို့ဖမ်းရမှာပေါ့နော်9.3ညလေးကိုဖမ်းမယ်ဆိုကျွန်တော်တို့ဘယ်ကလာလဲဆိုတော့ဒီပေါ့နော်ရှင်းနောက်ပိတ်ဒီနှစ်ခွန်3.3ခွန်လို့ဖြစ်ခဲ့တဲ့နှစ်ခွန်3.3ခွန်လို့ဖြစ်ခဲ့တဲ့နောက်နှစ်ကကဏ္ဍလေးတစ်ခုပေါ့နော်ဘယ်လိုဖြစ်ခဲ့လဲဆိုရင်သူကဒီမှာသူက4လို့ထိတ်တယ်5လို့ထိတ်တယ်4လို့တစ်ခါပြန်ပိတ်တယ်454လို့ဖြစ်တဲ့အောက်မှာသူက358ပတ်လေထွက်လာတယ်ပေါ့နော်သူ့ဘေးကကဏ္ဍလေးကိုကျွန်တော်ကဒီနှစ်မှာရွှေ့နေတာပေါ့နော်ရွှေ့တဲ့ခါမှာလဲသူကဘေးမှာထိတ်တူထိတ်အနေနဲ့သူကရွှေ့တယ်ပေါ့နော်အဲ့တော့ခွန်3ညခွန်3ည2ဆိုပြီးတော့ထိုးရမှာပေါ့နော်ဟိုဒီဘက်ကလည်းအဲ့လိုပုံစံလေးပဲလုပ်ပြီးထားတယ်နှစ်ခွန်3ညခွန်ရဲ့ဒီရှင်းနောက်ပိတ်နှစ်ထဲမှာသူက4လို့ထိတ်တယ်5လို့ထိတ်တယ်4လို့ပိတ်ပြီးတော့အောက်မှာဒီ853ပတ်လေလေးပဲပြန်ထွက်ပေးထားတာသူ့ရဲ့ဘေးကကဏ္ဍဒီခွန်8နှစ်ဆိုတဲ့ကဏ္ဍလေးကိုကျွန်တော်ဒီနားလေးမှာထိုးနေတာအဲ့မှာလဲသူကဒီ8ထိတ်လေးက8ထိတ်လို့ထည့်မယ်ဆိုလို့ရှိရင်8ခွန်နှစ်နဲ့8နှစ်ခွန်ဆိုပြီးတော့နှစ်ကွက်ထိုးရမှာပေါ့နော်အဲ့ကဏ္ဍလေးကိုကျွန်တော်တခြား site တစ်ခုနဲ့ကျွန်တော်ပြပေးမယ်ဆိုတာကကျွန်တော်ဒီဘက်မှာဒီအဲဒီမှာပေါ့နော်ကျွန်တော်ဒီမှာ360နှစ်ခါထွက်တာပေါ့ဗျာ360လို့တစ်ခါထွက်တယ်360လို့တစ်ခါထွက်တယ်ဒီ360ကပြန်ထွက်တော့မယ်ဆိုရင်သူကဒီ631ဆိုတော့ခွန်ဘရိတ်လေးအောက်မှာပြန်ထွက်တာပေါ့နော်အဲ့ဒီနှစ်ခါထွက်တဲ့360ရဲ့ဘေးတဲ့မှာသူကဒီလိုဘေးကနေပြီးတော့ထိတ်တူထိတ်လေးနဲ့ခွန်ဘရိတ်ဆိုပြီးကစားထားတယ်ပေါ့နော်ခွန်တစ်လုံးနဲ့ထိတ်တူထိတ်ဆိုပြီးတော့ခွန်ပါတော့ခွန်ဘရိတ်ကစားထားတယ်ပေါ့ဗျာအခုဒီနန်းမှာလဲခုနကကျွန်တော်ပြခဲ့တဲ့360ပဲဒီ360မှာလဲ360လို့ထွက်တယ်
ဒီဂျားထဲမှာခွန်ပရိတ်လေးခံထားတယ်ပေါ့နော်အဲ့ဒီ360ရဲ့ဘေးတပွဲကျော်မှာလည်းသူကဒီ6ထိပ်လေးရဲ့6ထိပ်လူကစားပြီးတော့ခွန်တစ်လုံးပါတဲ့ခွန်ပရိတ်လေးကိုကစားထားတယ်ပေါ့နော်ခုဒီမှာလည်းသူ360က360လို့ထွက်တဲ့ခွန်ပရိတ်လေးခံတယ်ပေါ့ဗျာအဲသူ့ရဲ့ဘေးမှာကျွန်တော်တို့ကဒီခွန်ပရိတ်လေးကိုထိပ်တူထိပ်လေးနဲ့ခွန်ပရိတ်ဆိုလို့ရှိရင်ကျွန်တော်တို့က8နှစ်ခွန်နဲ့8ခွန်နဲ့နှစ်ကွက်ရမှာပေါ့နော်ဒီပွဲမှာအကြိုက်ကဏ္ဍကတော့8နှစ်ခွန်ပေါ့နော်ခွန်နောက်ပိတ်ကိုပူကြိုက်ပါတယ်8နှစ်ခွန်ကို8နှစ်ခွန်နဲ့8ခွန်နဲ့နှစ်ကွက်ပဲထိုးဖို့မှာပေါ့နော်နောက်ထပ်တစ်ခုကကျွန်တော်ရန်ကွက်ကလေးပေါ့နော်ဒါလေးတွေကကံကောင်းရင်လည်းဒိုင်းငနဲ့မိသွားနိုင်တဲ့ကဏ္ဍလေးတွေပေါ့နော်ကံမကောင်းရင်လည်းတစ်လုံးမှမတူဘူးဆိုတာမျိုးပေါ့အဲ့ဒါကကျွန်တော်နှစ်ဦးမှာဒီ6နှစ်လို့ဒဲခွာတာပေါ့နော်6ရယ်2ရယ်လို့ကျွန်တော်ဒဲခွာတယ်6ထိပ်ရယ်2နောက်ပိတ်ရယ်2ဦးမှာထွက်လိုက်ပြီဆိုတော့လည်းသူက4ချိန်မှာ3နဲ့3ထိပ်8ပိတ်လေးထွက်ထားတယ်ပေါ့နော်အဲ့ဒီ3ပိတ်8ပိတ်လေးကိုဒီခါတစ်လုံးလေးကိုကျွန်တော်ကဒီဒုတိယချိန်ကထိပ်စီးလေးကခါလို့ဝင်ပြီးတော့338လို့ထွက်တာလားပေါ့နော်နောက်တစ်ချိန်ကဒီ2014ခုနှစ်မှာ6လို့ထိပ်ထားတယ်ဒါ2လို့ပိတ်ထားတယ်ပေါ့နော်အဲ့ဒီလိုဖြစ်ပြီးရတယ်သူက4ချိန်မှာသူက3ရယ်8ရယ်လို့ခွာထားတယ်အဲ့မှာဒီ2ချိန်ကထိပ်စီးကဏ္ဍလေးကခါကိုဝင်ပြီးတော့318ဆိုပြီးထွက်တာပေါ့နော်အခုဒီမှာဆိုရင်ကျွန်တော်တို့က6ထိပ်2ထိပ်လို့ဖြစ်သွားပြီကျွန်တော်38လေးခွာအောင်မလားပေါ့နော်38လေးခွာမယ်ဆိုရင်ကျွန်တော်ဒုတိယချိန်ကဒီ6ထိပ်လေးက6ခါလေးနဲ့368ဆိုတဲ့ကဏ္ဍလေးကိုဒါအရန်တကွယ်လေးဖြစ်ပြပေးနေတာပေါ့နော်368ရယ်863လို့ပြောင်းမြန်လေးလဲဖြစ်ရင်လည်းဖြစ်သွားနိုင်တယ်3ကတ်ဒီရဲ့သဘောတရားရပါတော့ဟုတ်ကဲ့ဒီဘွဲမှာတော့8နှစ်ခွန်နဲ့368ဆိုတဲ့ကဏ္ဍလေးပြပေးလိုက်ပါရင်နော်အားလုံးပဲကြက်မှာချမ်းသာကံကောင်းလို့တွေးဒီချီကြီးမိလို့လူနိုင်တန်းနိုင်ကြပါလေခင်ဗျာ